အဲ့ဒါရောင်းမဲ့ပစိုးကြီးပေါ့တော့ဘလို့တွေဖြစ်နေရတော့ ဒီမှာမရရကြီးပဲကွာ မလေးအဲ့ဒါကျမအော်ရာမှာထားတာလေ အဲ့ဘယ်လောက်လဲ9000 ဟုတ်ကဲ့ရှင်အဲ့ဒါအနန်းကြီးကွင်းကျယ်မှာထားတာသိချာ ရက်တိုင်းကြီးလား ဩရှင်ရလဲအေးရခင်းအောင်မှန် လောက်အပိတ်လားကွာ ဟုတ်တယ်လေအမကြီးလိုက်ဂွင်းကြီးကိုအကျဲယူ ပတ် လိုက် ရုံမရနိုင်တဲ့အဆိုး အေး လောက်ကြီးပဲရဲရစစတော့9ပေလား9000 9000 9000ကျော်နော် ဟုတ်တယ် ဒါလေးဦးမှာ2000နဲ့ မကြည့်အောင် 3000ရောင်းပါပါ ဖုံးတော်မဆန်တော့ဘူးကွယ်ကြည့်အောင် ဖုန်းကြီးတယ်လောက်ကြီးလားကွာ အဲ့အောင်ရှင်အေးရခင်းကြီးမှန်တာပေါ့မလေး ကျွန်တော်တို့ဒီမှာကြမ်းထုတ်တဲ့နေရာနေထုတ်လာတာလေရမ်းလာနော် อืม ကျပါစီလိုင်းနေဒီမှာ တိန်တိုင်းလဲခေါ်တယ်လေ စီလိုင်းဟပ်ပဲလာလိုက်တာအေးဒါကြီးတွေလာကြကြီးရက်စက်တယ်သူကဟိုအဆင့်မီ quality မီကြီးတွေဒီမှာဟပ်ပဲအသားလေးတော့ဖလားထားရတယ်နော်အဲတော်တော်လာတဲ့ဟာတွေမလာဘူးဒီသူ့မျိုးစားကျစီလိုင်းလို့ခေါ်တာပေါ့သူ့ကိုလည်း2000နဲ့ရောင်းပေးမှာ2000နဲ့လူတလောက်ရတယ်အဲလက်ရှိခုထွက်နေတာသူ့စီမှာထွက်နေတဲ့ဒီဇိုင်းကာလာနေထားတော့ဒီမှာကြည့်လိုက်ပါဦးဘာလို့ဒီလောက်လာလဲကြည့်လိုက်ကင်ပြတဲ့လူကလှပြီးကြောနေမှာတော့ဒီမျိုးစားတွေအကုန်လုံးကလှနေတော့ဖတ်မှလာပြီးတော့မလို့စီလိုင်းတော့မကြည့်နဲ့လူလိုင်းထားတာတော့မှယူသွားဆိုပဲကာလာမျိုးတွေကြည့်လိုက်ပါဦးဘယ်လောက်ဒီလှလဲဗျာလူတွေထားကိုတော့ရှိုးကွယ်ရှိုးလိုက်ရင်အားလုံးမဲ့ထွက်သွားမယ်ဒီလိုရှိုးဝင်လိုက်လို့ရင်တော့နာဆန်ကတော့ line မမီပါဘူးခင်ဗျာ ဟုတ်ကဲ့ရှင် ဒီမှာကချင်တယ်လေးတွေကလည်းသူ့စီရနေပြီးနောက်ထပ်ဒီဇိုင်းကောင်လေးထားနဲ့ယူထားပါလေခင်ဗျာဟုတ်ပါပြီခင်ဗျာကြည့်လိုက်ပါဦးနောက်ထပ်ကလာလေးတွေချားတော့လဲကြည့်လိုက်ပါဦးတားထွက်လိုက်ပါဦးဟုတ်ပါပြီခင်ဗျာကျွန်တော်တို့အပြင်မမမျိုးတာလေးရောဟုတ်ပါပြီခင်ဗျာဒါပေကြည့်လိုက်ပါဦးအဲ့ဒါကြိုင်ထားလိုက်ပါဦးရိုးလေးကြိုင်ထားလိုက်ပါလေးသားကိုရှိုးကျွန်တော်အပြင်လက်ရှိနေသားမှာတော့ဒီကချင်လေးတွေကလည်းခုနောက်ဆုံး2008အဲ့ဒါတွေကရကန်ဓာတ်ရိုက်လာမချုပ်ရသေးဘူးကျမချုပ်ရတာမောနေရတာသိလား သူ့ရဲ့လက်ထွက်တွေဒါတွေတစ်ခုလုံးမှာ ဟုတ်ကဲ့ ခုမှမချုပ်ရဒီမှာအဲ့ရွာခွန်ဘာလဲမသိအဲ့ဒါကိုပြောမှဆိုရင် စိတ်ခွန်ရွာမဟုတ်ဘူး မဟုတ်ဘူးလား မဟုတ်ဘူးအဲ့ဒါကိုဒီပေါ်တာယူလာခဲ့တယ်အလုံးဝကြီးတွေ oversize အရက်6ပေဟိုဟာဖတ်ဒီစီပိုင်းလောက်ရှိတဲ့ဟာတွေကိုလုံးဝအာမခံနဲ့ဝေးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်အဲ့ဒီတစ်ခုကတော့ကျွန်တော်တို့အားသာမှုရပါတယ်အန်တလေးမျိုးမှာဘဲမှမရနိုင်